We discussed about the potential risk of our new project. No. အားလုံးပဲမင်္ဂလာပါဆရာနာမည်ကတော့ဆရာဗီတာဖြစ်ပါတယ်ဒီနေ့ဆရာ share ပေးသွားမယ့်အကြောင်းအရာကတော့ဒီ business english မှာသုံးများတဲ့ဝေါ်ဟာရတစ်ခုဖြစ်တဲ့ဒီ discuss ဆိုတဲ့စကားလုံးလေးနဲ့ဆရာ share ပေးသွားမှာဖြစ်ပါတယ်။ discuss ကိုတော်များများသူတွေကတော့ about နဲ့တွဲပြီးတော့မှားရင်းစွာသုံးနေကြတာဆရာတွေ့ရပါတယ်။အဲ့တော့ discuss ဒီ about နဲ့တွဲပြီးသုံးဖို့မလိုပါဘူး။တစ်လုံးတည်းသုံးရမှာဖြစ်ပါတယ်။အဲ့ဒါကိုဆရာတို့မှန်အောင် sentence ထဲမှာဘယ်လိုလုပ်ပြီးတော့သုံးမယ်ဆိုလို့ရှိရင် We need to discuss the potential risk of our new project. နောက်ပြီးတော့ discuss ကိုဆရာတို့ကလူနဲ့တွဲသုံးမယ်ဆိုလို့ရှိရင် with နဲ့ထည့်ပြီးတော့ဆရာတို့သုံးရမှာဖြစ်ပါတယ်။ဥပမာ We need to discuss the potential risk of our new project with the team or with the board team or with the board. နော်အဲ့ဒါနဲ့ဆရာတို့တွဲသုံးလို့ရတယ်။နောက်ခုက We also need to schedule a meeting to discuss the budget. We discussed the 20 progress on social media in the last meeting. ကဲဒါဆိုလို့ရှိရင် discuss နဲ့ပတ်သက်ပြီးတော့မှန်ကန်အောင်သုံးနိုင်မယ်လို့ဆရာယူကြည့်ပါတယ် Bye see you next time